ရာသီအကူးပြောင်းနေမှာခဏဖျားတက်လာပါတော့ကျွန်တော်တို့လာဒီပူတဲ့ရာသီကနေပြီးတော့မှအေးတဲ့ရာသီနောက်ပြီးမှအခုလိုမျိုးဒီမိုးတွင်းကနေပြီးတော့မှဆောင်းတွင်းပြောင်းတဲ့ကာလမျိုးတွေမှာဒီနှာစီးတာတွေဆောင်းဆိုးတာတွေနေမကောင်းတာတွေခဏဖြတ်တက်လာပါတော့အဲ့တော့ကျွန်တော်တို့ဒီလိုမျိုးဖြစ်တဲ့အရာတွေကဒီကိုယ့်ရဲ့ကိုယ်ခံအားနည်းနေဆိုတဲ့လက္ခဏာတွေဖြစ်နိုင်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာရင်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာဆိုလို့ရှင်တော့ဒီလိုမျိုးရာသီအကူးပြောင်းကာလတွေမှာကိုယ့်ရဲ့ကိုယ်ခံအားစနစ်ကိုဘယ်လိုမျိုး view site တင်နေဆိုတဲ့အကြောင်းအရာတွေကိုတော့ဝေမျှဆွေးနွေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရာသီအကူးပြောင်းကာလတွေမှာဘာကြောင့်ပို့ပြီးတော့မှဖျားကြရလဲပေါ့နော်ဒီလိုမျိုးရာသီအကူးပြောင်းဖြစ်ပြီဆိုလို့ရှိရင်တို့ဒီအပူချိန်နဲ့စိုထိုင်းမှုကလည်းပြောင်းလဲသွားတာဖြစ်ပါတယ်အဲ့တော့ဒီလိုအခါမျိုးမှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကလည်းဒီရာသီဥတုနဲ့လိုက်လောညီထွေဖြစ်အောင်ကိုယ်ခံအားစနစ်ကလည်းပို့ပြီးတော့မှလှုပ်ပေးတာဖြစ်ပါတယ်အဲ့တော့ဒီလိုအခြေအနေမှာဒီကိုယ့်ရဲ့ကိုယ်ခံအားစနစ်ကလည်းငကိုယ်တွေကအားနေနေမယ်ဆိုလို့ရှိရင်ဒီပြန်ပကနေပြီးမှဝင်လာတဲ့ဒီယောဂပိုးမွှားတွေဘက်တီးရီးယားတွေကအလွယ်တကူကူးစက်သွားနိုင်တာဖြစ်ပါတယ်။အဲဒီအတွက်ကြောင့်ကိုယ်ခံအားနည်းနေကြမယ်ဆိုလို့ရှိရင်တော့ဒီနှုံးတာတွေချားတာတွေနောက်ပြီးမှဒီကိုယ့်ရဲ့ဒီလုပ်ငန်းဆောင်တာတွေကိုကောင်းမွန်စွာမလုပ်ဆောင်နိုင်တာမျိုးတွေဖြစ်နိုင်ပါတယ်။အဲဒီအတွက်ကြောင့်ဒီမျိုးဖြစ်ပြီဆိုလို့ရှိရင်တော့ဒီအလုပ်ပြတ်မယ်၊ကြောင်းပြတ်မယ်နောက်ပြီးမှကိုယ့်ရဲ့ဒီမိသားစုကိုအချိန်မပေးနိုင်တာမျိုးတွေသွားပြီးမှဖြစ်လာနိုင်တာဖြစ်ပါတယ်။အဲ့တော့ဟုတ်ပြီပေါ့နော်ဒီလိုမျိုးရာသီကူးပြောင်းကာလတွေမှာကိုယ့်ရဲ့ကိုယ်ခံအားစနစ်ကိုဘယ်လို view site ကြမလဲပေါ့ပထမဆုံးတစ်ချက်ကကြောက်ကျွန်တော်တို့ဒီအာဟာရပြေဝစွာစုံလင်စားပေးဖို့ဒီတာဖြစ်ပါတယ်ကျွန်တော်တို့နေ့စဉ်ပုံမှန်စားတဲ့စားတောက်တွေမှာဆိုလို့ရှိရင်ဒီအသားဓာတ်နောက်ပြီးမှကျွန်တော်တို့ဒီဗိုက်တာမင်တွေတက်တုတက်တွေစုံလင်စွာကျွယ်ဝစွာပါဝင်ဖို့အရေးကြီးတာဖြစ်ပါတယ်ဒါကြောင့်ကိုထမင်းစားမယ်ဆိုလို့ရှိရင်အသားငါအသီးရွက်အသီးနှံကိုတေချာလေးစနစ်တကျစုံလင်စွာစားပေးဖို့လိုပါတယ်နောက်ဒုတိယချက်ကကြတော့ကျွန်တော်တို့ရဲ့ဒီအိတ်ချိန်ပေါ့နော်အဲ့တော့အိတ်ချိန်လို့ပြောတဲ့အခါမှာကျွန်တော်ဒီအရွယ်ရောက်ပြီးသားသူတယောက်အနေနဲ့ဒီနေ့ကိုအနည်းဆုံး9နာရီလောက်တော့အိတ်ချိန်ကိုပြေဝစွာအိပ်ပေးဖို့အကြံပြုချင်ပါတယ်နောက်တတိယချက်ကကြတော့ကျွန်တော်တို့ရဲ့ဒီတကိုယ်ရည်တန့်ရှင်းပေါ့ဒီကိုယ်တန့်ရှင်းလို့ပြောတဲ့အခါမှာကျွန်တော်တို့ဒီနေ့စဉ်ပုံမှန်ရေချိုးတာလည်းပါတယ်လို့ကျွန်တော်ဒီအပြင်ကနေပြန်လာပြီးတဲ့အခါမှာဆိုလို့ရှင်လေဒီလက်ကိုတေချာဆေးပေးတာပေါ့နော်နောက်ပြီးမှကျွန်တော်တို့ဒီလူထူထပ်တဲ့လူများတဲ့နေရာတွေသွားမယ်ဆိုလို့ရှင်ဒီနှာခေါင်းစည်းလေးတက်ပြီးမှသွားတယ်ဒါမျိုးအချက်လေးတွေကိုကျွန်တော်တို့အနေနဲ့ view site ပေးဖို့အရေးကြီးတာဖြစ်ပါတယ်ဒီနေရာမှာအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်နေရကြတော့ဒီဗိုက်တာမင်နဲ့တက်တုတက်တွေပဲဖြစ်ပါတယ်။တော့ကိုယ့်ရဲ့ကိုယ်ခံအားစနစ်ကောင်းမွန်ဖို့အတွက်ဆိုလို့ရှိရင်ဒီလိုမျိုးဗိုက်တာမင်တွေတက်တုတက်တွေစုံလင်စွာရရှိဖို့အားတက်တွေကိုစုံလင်စွာစားပေးဖို့အရေးကြီးတာဖြစ်ပါတယ်။ဒါပေမဲ့အခုနောက်ပိုင်းဒီလူငယ်တွေရဲ့ lifestyle အရာပေါ့နော်။တို့ဒီစားတောက်တွေကိုဒီစုံလင်စွာမစားဖြစ်တဲ့အခါမျိုးတွေမှာတို့ဒီခန္ဓာကိုယ်အတွက်လိုအပ်တဲ့ဒီဗိုက်တာမင်တွေတက်တုတက်တွေကိုတော့ဒီဘေးကနေပြီးတော့မှဒီဖြစ်ဆွတ်စာတွေ supplement တွေပြီးဝဲခြင်းဖြင့်လည်းရရှိနိုင်တာဖြစ်ပါတယ်။ဥပမာအနေနဲ့ပြောရလို့ရှိရင်တော့ကျွန်တော်တို့အခုဒီမှာမြင်တွေ့နေရတဲ့ orange မှာဆိုလို့ရှိရင်လေဒီတဘာဝကိုရီးယားဂျန်ဆင်အပြင်ပေါ့နော်ဒီခန္ဓာကိုယ်အတွက်လိုအပ်တဲ့ဗိုက်တာမင်နဲ့တက်တုတက်တွေကျော်စာပါဝင်တာဖြစ်တဲ့အတွက်ဒီကိုယ့်ရဲ့ကိုယ်ခံအားစနစ်ကိုလည်းကောင်းမွန်စေမှာဖြစ်ပါတယ်အချုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီလိုမျိုးရာသီအကူးပြောင်းကာလတွေမှာဒီကိုယ့်ရဲ့ကိုယ်ခံအားစနစ်ကောင်းနေဖို့ဆိုလို့ရှိရင်ဒီအာဟာရပြောစာစားမယ်နောက်ပြီးမှဒီအိတ်ချိန်ကိုလည်းတေချာပြေးဝအောင်အိတ်မယ်နောက်ပြီးတော့ဒီကိုယ်ရည်တန်ရှင်းကိုလည်း view site မဲ့ပြင်ကိုဒီလိုမျိုးပေါ့နော်ကျွန်တော်ဒီ orange လိုမျိုးဒီဖြစ်စာအားစိနဲ့တွဲဖက်ပေးခြင်းအပြင်လည်းဒီကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီးမှဒီမကြာခဏဖျားနာခြင်းကနေလည်းကာကွယ်နိုင်မှာဖြစ်ပါတယ်အဲ့တော့အိတ်ခါကြမှာသာကိုကလည်းဒီနေ့စဉ်လုပ်ငန်းဆောင်တာတွေကိုကောင်းမွန်စွာလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်မမေ့ပါနဲ့သင်ကိုယ်တိုင်ကအသင်အတွက်တောင်းဆုံးဆရာအောင်ပါဒီတယောက်ချင်းစီတိုင်းလည်းကျွန်တော်ဒီယောဂပြရနေကင်းဝေးပြီးတော့မှကျန်းမာပျော်ရွှင်စွာနေထိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါရခင်ဗျ